ချစ်တော်အမလီတရိယာချင်းဟာငါခွန်ချခဲ့တဲ့ကြောက်ကံပါပဲအမလီနေမရှိတော့တဲ့မြို့ကလေးကိုခရီးထွက်ဖို့တယ်မြို့လေးကဘာမှမပြောင်းလဲဘူးအရင်တိုင်းညို့မိုင်ရောင်နေနဲ့ကောင်းကင်မှာမိခိုးငှက်ကလေးတွေပြန်တန်းစေပဲရှန်ကင်းစင်တာရှိရောင်ပေးငါရောက်ဖြစ်တယ်လက်ကဝဲမှာမရှိတော့တဲ့နာရီလေးကိုအမမထင်ကြည့်မိတယ်လို့မျိုးလမ်းကူးလာတဲ့လူတွေငေးနေမိတယ်ငါတွေးမိပါတယ်မြို့ကလေးမှာငါမရှိတော့ရောနင်လွမ်းနေခင်မလားလို့လူတွေရဲ့မှတ်ဉာဏ်ကနောက်ဆုံးတွေးကြတဲ့အချိန်မှာရက်တန့်သွားရတဲ့အမလီငါလည်းဘမိုးဘောနင်းမျက်ရည်စားတွေကြားခဲ့တာငါမမိတာပေါ့အဲ့ဒီတော့မနေ့ပြန်ကိုလိုလက်ထက်ကြမယ်လို့ပြောခဲ့တယ်နော်ရှေ့ရမောရပါတယ်အမလီရေစရာမောစရာပါပဲအဲ့ဒီလိုပြောပြီးကြတဲ့ဝေးလိုက်ရတာနင်ကလည်းနင့်မျိုးသားကိုချစ်တဲ့အကြောင်းပြောထွက်နိုင်တဲ့အထိငါကလည်းနင့်အကြောင်းတွေးပြီးအခြားမိမတယောက်ရဲ့နှကန်းကိုနမ်းနိုင်တဲ့အထိအခုနင်မရှိတော့တဲ့မြို့ကလေးကိုငါရောက်နေတဲ့အမလီနင့်မျက်ဝန်းလေးဆူဆူလာတိုင်းနင့်နှကန်းလေးနွေးနေတာတတိယတဲ့အမလီရှင်ထဲမှာဘယ်တော့မှဝေးဘူးလို့လဲမင်းမျိုးသားကိုမင်းချစ်တော်မှာပါလို့ပြောရင်ငါငိုဘူးတယ်တတိယရဲ့နံပါတ်1ကိုနှိပ်ပါမမေ့သေးရင်နံပါတ်2ကိုနှိပ်ပါဘယ်တော့မှမမိုးခဲ့ဘူးဆိုငါ့ကိုဖုန်းခေါ်ပါမင်းမျိုးမှာပွင့်တဲ့ပန်းကတစ္ဆာပန်းနဲ့အမလီမန္တလေးမြို့ရဲ့စောင်းညတွေမှာတော့ဘယ်တော့မှမပွင့်မဲ့ပန်းအတွက်ငါမူးလဲနေတတ်ပြီးဘယ်တော့မှပြန်မတွေ့ဖြစ်ကြတော့မဲ့လူတယောက်ရဲ့ပါကိုအဝေးကလှမ်းနှမ်းရတာစမ်းပါတယ်လွမ်းနေလို့မပြောဘဲလွမ်းနေရတာမျိုးအချစ်ဟောင်းလို့ခေါ်တယ်အမလီရီစာဟောင်းနဲ့နင့်ကငါရီစာဟောင်းပါတယ်အမလီငါမှထိတ်တလန့်ပါပဲရှင်နေကကန်းကောပန်းနေအခုထိမကြွေသေးတာသူတို့သိရင်ကောင်းမယ်အင်းရှိရဘလောက်ပင်ကြီးကိုမျက်နှာချင်းမဆိုင်ရဲ့အမလီရဲ့ငါတို့အတူထိုင်နေကြဝရန်တာနဲ့ကြည်လိုက်တိုင်းသူကငါ့ကိုမေးတယ်နောင်တတရားကိုလွတ်သွားတဲ့ယထာတစင်းရဲ့မိဖို့မွေတွေကိုစိတ်နဲ့လမ်းဖမ်းရတယ်လို့မျိုးလားတဲ့စိတ်ပြည့်ညီးငွေတဲ့လက်ကြီးချလိုက်တော့ကောင်းကင်မှာနှက်ဖွက်ထားတဲ့တိမ်တွေမြုံဝန်းနဲ့ရေးတဲ့ကြပြားတွေကိုဘယ်သူမှနားလည်းမပေးကြပါဘူးကွယ်အချစ်ရတဲ့ပင်ဆိုအလွမ်းရွှေကြွေတွေပဲအမလီဘယ်တော့မှငကိုယ်တိုင်းပြင်မဖြစ်တော့မှတည်တည်နေလေငါအိမ်မက်တဲ့အမလီအိမ်မက်တာမဆန်းပါဘူးဒါပေမဲ့အိမ်မက်ထဲမှာတော့နေငါမပိုင်တာဆန်းနေမနက်ခင်းနေမှာနေအမျိုးသားနဲ့တူနိုးထလာတိုင်းငါ့ကိုတတိယပေးပါအမလီငါ့ကိုချင်းသားလေးမွေးပါဆိုတဲ့စကားနောက်တာမဟုတ်ဘူးနောက်တာမဟုတ်ဘူးချစ်တော်အမလီရဲ့ငါများအရှင်လက်လက်နေရင်နေမှာဝင်စားမလားလို့လေပြောပါတယ်အမလီရဲ့ဘသူနဲ့မှစကားပြောဖို့မလိုပဲတိတ်တိတ်လေးထိုင်နေရတာပြောပါတယ်ချင်းဆက်ခေါက်စတဲ့ဘွဲကိုတယောက်တည်းစားရတာပြောပါတယ်ကော်ဖီတစ်ခွက်ကိုတယောက်တည်းတောက်ရတာပြောပါတယ်ညဘက်ဆိုဘသူ့ကိုမနှုတ်ဆက်ဆံမလို့ပဲအေးရတာပြောပါတယ်စီဂရက်တွေတားသိမရှိတော့ရတာပြောပါတယ်ဒုတိယလူတစ်ချင်းကို
နားထောင်ရတာပျော်ပါတယ်ကိုယ်တည်ရင်ကိုမျက်မျက်နှာနှာတူရတာပျော်ပါတယ်ငါခုချစ်ချင်းလဲတည်ပြီးနေဘပခုံးမောတတူလေးမြောက်ဝင်စားမလားနေကိုယ်တိုင်မွေးတဲ့နင့်သားလေးမြောက်ဝင်စားမလားငါတည်ရင်ငါတူရတာချမ်းမြေ့လာပါတယ်အမလီကိုပခုံးကိုက်နေတဲ့ချင်းတကောင်ကိုမရိုက်အားသေးတယ်လို့မျိုးတရိယာစိတ်ဟာတဆစ်စစ်ဖို့အမလီရဲ့တန်တရားထောင်းမှာကိုစောင့်နေမှာပေါ့တတူးစင်တူထိုးဖို့အော်စတာဖနက်လေးစင်တူစီးဖို့ကော်ဖီတစ်ခွက်နဲ့တိတ်တိတ်ကလေးထိုင်စူပါနက်ထရက်ဆလန်တွေအတူတူကြည့်ဖို့စာအုပ်အုပ်ကိုတူတူဖတ်ရင်မင်းပါလေးကိုဖြတ်ကနေနှားလိုက်ဖို့ကိုစောင့်နေမှာပေါ့မင်းထွက်နောက်ဆုံးဆိုတဲ့ကြပြလေးမှာအဆုံးသက်မရှိကြောင်းပြောပြဖို့ကိုဖွဲတဲ့လွမ်းတေးတွေမှာမင်းမခုံးမော်လာနာမဲ့ချစ်စရာလက်ပြလေးတွေပါကြောင်းပြောပြမလို့ကိုကျင်နာရတဲ့ဖျားနာနေသောခန်းကိုဝင်နေရမင်းဖြစ်ကြောင်းပြောပြဖို့တန်တရားထောင်းမှာကိုတိတ်တိတ်ကလေးစောင့်နေမှာပေါ့ကွယ်နင်ပြောခဲ့တဲ့စကားလေးအတိုင်းပဲငေဝါရဲ့ကစားကွင်းလေးကိုပြန်ရောက်တဲ့အခါပျော်ရွှင်မှုခြေရာတွေကိုပြန်မတွေ့နိုင်တော့တယ်လို့မျိုးအတိတ်ဟာတူတိုင်းနေတဲ့စိတ်တွေတွေကိုအမလီနင်ဘယ်တော့မှပြန်မလာတော့မမြင်ပါငါနိုင်ငံကိုအခိုင်အမာတည်ထောင်နေရတာမောတယ်ဒရင်ပြောသလိုပဲမနက်ခင်းတိုင်းမှာမျောလင်းချက်အမားရနဲ့နိုးထမလာခြင်းတော့ကို့အကြောင်းကောင်းကောင်းမမမီတော့တဲ့မိမတယောက်ကိုလေလွမ်းမနေခြင်းတော့ညနေခင်းနေဆိုကိုဆိုင်ကယ်စီးနဲ့ကျုံမေးရောက်ဖြစ်တယ်တိမ်တွေဆိုတာအရင်လာတာပဲလွမ်းတဲ့စိတ်နဲ့အိမ်နေပါလေတော့လို့ပြန်လွှမ်းငကလေးတွေကပြောတယ်မန္တလေးမြို့ဟာအမှုပညာတတ်လွှမ်းခြုံထားတဲ့တင်ရဲ့ကိုဝင်ထိုင်မိတဲ့ရက်ဆိုင်မှာတီဝိုင်းကလေးကနှွေဦးကန်းကိုများနဲ့ကျူနေတယ်ကိုတစ်ခွက်ပြီးတစ်ခွက်မော်တယ်မူမူနဲ့လမ်းမယူကြည့်ရတာကြည်ကွဲစရာပါဘလက်လက်ထရကောင်ကနင့်ပါဘွားပကွက်လေးအစားမမိနေတတ်တာတိတ်တော့ဆောက်ရင်းပါပါဦးအမလီရဲ့နင်းသေးပြီးငါယူသွားတယ်လို့အိမ်မက်မက်တယ်အမလီဒါမဲ့တကယ်တမ်းနင်အရှင်လက်ရှိနေရင်နဲ့ငါယူနေတာအခုတလုံးငါမှဖက်ဖက်ကပျက်စီးပြိုကျနေတယ်လူဘဝရဲ့ရှင်သန်ခြင်းကပါလေငါမှအဲ့ဒီမိကုံတဖွာဖွာယူနေမိတယ်ငါ့ကိုတကယ်မချစ်တဲ့မိန်းမတွေကြော်ပေးလိုက်တာနဲ့ဘယ်တော့မှပြန်မတွေ့ကြတော့မဲ့ဆက်ဆံရေးတွေတယောက်တည်းဖြစ်နေတယ်လို့ကြောင်ချောက်ချတွေးပြီးတကယ်လည်းတယောက်တည်းဖြစ်နေတာမျိုးတွေငါနေထိုင်ရမျိုးလူမရှိတဲ့ကျွန်းကြီးလို့ထင်နေမိတာတွေငါမပြောဘူးအမလီငါတကယ်မပြောတိတ်ဆုံးသွားတဲ့လူတယောက်နဲ့မတွေ့နိုင်တော့တဲ့လူမျိုးကြီးကိုအရှင်လက်လက်ဝေးသွားရတယ်လို့ငါခံစားရတယ်ခန္ဓာရည်ထက်ကိုပို့ပြီးတော့အဆက်တွေဖြစ်သွားတယ်လို့ငါခံစားရတယ်တကယ်တည်သွားရင်နောက်ဘဝရှိတယ်အမလီရှင်ခွဲမှာနောက်ဘဝမရှိဘူးမင်းချိုးကူလိုက်တဲ့လမ်းတိုင်းရဲ့အဆုံးမှာငါရှိနေခြင်းနဲ့အမလီဒါပေမဲ့စက္ကန့်တိုင်းမှာငါတို့ပို့ဝေးသွားကြရတာသိနေရတယ်ငါလာလာတဲ့ခြေလမ်းတိုင်းဟာစန့်ကျင်ဘက်ရက်ကိုသာဥတည်နေတယ်လို့ခံစားနေရတာမျိုးအရင်ဖြစ်နေတယ်ငါငငယ်သေးနေစောက်တဲ့အမလီဒါပေမဲ့အိမ်ပြန်ချင်းရောက်ရင်ဝမ်းနေတော့ထားဖြစ်ခဲ့ရတာကြီးပဲညှော်လင်းချမ်းဆိုတာလှလှပပဖြူချခံရတဲ့တဲအိမ်တွေပေါ့လာရောက်နေရန်လေးနဲ့ညမှာလီချုံတဲ့တူတူကြရရင်မင်းနာတီဝါမှာစီကရက်နာလေးတင်ကနေရလိုက်ရင်စဝဲတောင်ဆောင်ကဝဝင်ရုပ်ကလေးတ
သူ့အလိုလိုပြုတ်ကျသွားခဲ့ရင်တိုက်ဆိုင်မှုမရှိပဲအစုံတယောက်ကိုတတိယနေတာမျိုးဖြစ်ခဲ့ရင်သိလိုက်ပါနင့်ဘေးကအခွင့်အရေးလေးတွေကငါဖြစ်နေနိုင်တာမျိုးပေါ့လေတွေရန်ကိုပိုတိုက်လာတယ်နှင်းတွေရန်ကိုပိုကျလာတယ်မဟာဝန်ကဘာဆဆန်လောကတွေငါတို့တွေတယောက်ကိုတယောက်ကြပြောက်တဲ့အခါအင်ရမဲ့ချစ်စီတယောက်ဟာနှင်းမိုးတွေအောင်မှာသူ့ခွေးကလေးကိုပွေဖတ်ထားတဲ့အခါဆုံးဖြတ်ခဲ့တာမဟုတ်ဘူးဆုံးရှုံးခဲ့ရတာပါလို့ငါတို့တွေပြောခွင့်မရှိတော့တဲ့အခါအချစ်ဆိုတာနှင်းစီမှတပွင့်မဟုတ်တော့ဘူးတယောက်တည်းလျှောက်တဲ့လမ်းမများပေါ်ကြည်နဲ့စွာကြော်ခင်းလိုက်ခြင်းပဲဖြစ်တယ်စင်ကြီး